Okay အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဟုတ်လားအရင်ကီးတစ်ခုပြရရှိလို့သူကဂျောင်ပိတ်ကီးဒါကကျွန်တော်မိတဲ့လောက်ပဲရေးမနေ့ကတော့ဒီတက်ချီရယ်သူကအပင်ပေါင်း200ကျော်လောက်ချီရယ်ကျွန်တော်ဒါမီလဲနားပဲရေးထားတယ်ဒါကျွန်တော်ရဲတရက်စီပြန်ဆွဲရမှာစနေတင်ဦးနေကြမှာပဲပြန်ရေးတော့မှာမလို့ဒါကသူကဗာလဲဆိုတော့ဒီ3ရက်တစ်ဖြတ်တိုင်းမှာ83တစ်ကီးကအမြဲထိရယ်ဆိုတော့ဒီမှာဒီ3ရက်တည်းမှာ83တစ်ထိတာ8ထိရယ်3ထိရယ်8အဲ့လိုစစ်သွားလာပါတော့သူကဒီမနေ့ဒီထွက်ထားတဲ့နေ့ရက်မှာ73တက်ကထိမထားလို့မနေ့ပြန်အတွက်ဆိုရင်ဒီမှာ73တက်ကထိကိုထိမှာတလုံးအောင်လို့ပြီးတော့ပျောက်ကနန်းလည်းပျောက်ကနန်းလည်းဖြစ်နေတယ်ဆိုတော့ပျောက်ကနန်းကလည်းပါဝါတွဲပါနေတယ်3ချက်ကလည်းဒီပါဝါတွဲပါနေတယ်ဆိုတော့ပါဝါအတွဲလိုက်ကနှလုံးမှာလူဒီမှာပျောက်ခဲ့ရဆိုတော့လေဒီမှာ73တက်ကြီးရှိရနော်ဒါကဘယ်လိုလဲဆိုတော့တောက်ကြနေထွက်ထားတဲ့အလဲကနန်းနှလုံးပေါင်းခြင်းတဲ့နက်ခတ်ကနောက်တစ်ပွဲမှာမပြောက်ပဲသိဖြစ်မယ်ဆိုတော့လေအဲ့တော့ကျွန်တော်တို့ဖြစ်ကြည့်လိုက်မယ်ဒါတနစ်စာရှိတဲ့ကလင်ဒါဆိုတော့ဒီ2နဲ့3နဲ့ပေါင်းတာ9နက်ခတ်က3 5 3တစ်လုံးက5 3တစ်လုံးကဒီနောက်တစ်ပတ်မှာမပြောက်ပဲသိအနေနဲ့ထွက်ရမယ်ဆိုတော့ဒီမှာ3ထွက်တယ်5ထွက်တယ်အဲ့လိုပဲပြလိုက်မယ်နော်ထွက်ပါတယ်နောက်ဘက်ကျလဲဒီမှာ6 4နဲ့1နဲ့4နဲ့1နဲ့ပေါင်းတော့5 3တစ်လုံးကဒီနောက်ဘက်မှာထွက်ရမယ်ဆိုတော့ဒီမှာထွက်တယ်3ဘူး9 3 2 5အဲ့လိုစစ်သွားလို့ရတယ်နော်ဒီကလုံးဝပြတ်ပင်မရှိဘူးကြားထဲမှာဖောင်းတာလည်းမရှိဘူးအပတ်တိုင်းထွက်တယ်ကြက်တဲ့ဘက်ကိုစစ်ကြည့်လိုက်လို့ရတယ်ဒါတနစ်စာကလင်ဒါမှာဆိုတော့ပြောနော်အဲ့ဆိုတော့ဒီကျွန်တော်တို့ကမနက်ဖြန်ဒီအရင်ဘက်ကတောက်ကြနေရအလဲနှလုံးပေါင်းခြင်းက3ညနဲ့1ဆိုတော့ပေါင်းခြင်းက1ပေါ့နော်1နဲ့ခက်ကချစ်1တစ်လုံးကဒီပွဲမှာမပြောက်ပဲသိနေနဲ့ထွက်ရမယ်ဆိုရင်ဒီမှာဒီထွက်ထားတဲ့3ရက်မှာ1ချစ်နဲ့ပတ်သက်တာဘာမှထွက်မထားတော့မနက်ဖြန်အတွက်ဆိုရင်1တစ်လုံးတော့ကြာမှာအဲ့ဒါကတော့တစ်ပတ်ဒီသမားရတစ်ပတ်ဒီကြီးရပါတော့ကျွန်တော်ကတော့3ရှစ်အတွက်တည်းရတော့နှလုံးတော့မပြောက်တော့ဘူးထင်တာပဲကျွန်တော်ခေါင်းနာပြောတာကီးရလဲကီးလန်းရလဲဒီမှာတစ်ချစ်3ကီး sorry ကီးရတစ်ချစ်3ကီးနော်ဒီပတ်တိအနေနဲ့ဆိုရင်တစ်ချစ်ပတ်တိကီးရတစ်ချစ်3ကီးပတ်တိအနေနဲ့じゃတစ်ကောချစ်ကောရေးရနောက်ပြအဲ့ဒါမှကနန်းရွေးတာじゃကနန်းရွေးတာじゃကျွန်တော်ရွေးတာတော့ရှိရပါတော့2ခု4ခုနဲ့ပဲကတ်ထားပါတင်းနဲ့ပတ်သက်ရင်တင်းနှစ်တစ်ခွန်တစ်လေးတစ်ကိုချင်းနဲ့ပတ်သက်ရင်အဲ့လိုပဲချင်းနဲ့
ချစ်နှစ်ချစ်ခွန်ချစ်လေးချစ်ကိုအဲ့ကနနေတော့ဦးသားပေးသားတဲ့နောက်ပြီးကြသူတို့အရန်အနေနဲ့တော့ဒီပတ်တိမပတ်ချင်တဲ့လူပြောနော်တစ်နဲ့ရှယ်နှလုံးလုံးမပတ်ချင်တဲ့လူတွေကတစ်နှစ်ကတစ်ခွန်ရဲ့တစ်လေးရဲ့တစ်ကိုရဲ့ချစ်နှစ်ချစ်ခွန်ချစ်လေးချစ်ကိုအဲ့ရဟိုရွေးထားလဲကနနေကိုရွေးထားလဲကွက်တွေပေါ့ဒါရတော့ဒါရရွေးထားလဲကွက်တွေပေါ့နော်ရှင်နေအဲ့တဲ့မှာအရန်အနေနဲ့ပေါ့နော်အရန်အနေနဲ့ဆိုရင်တစ်နဲ့ပတ်သက်ပြီးတော့30 16ချစ်နဲ့ပတ်သက်ပြီးတော့80 86ဒီတစ်နှစ်တစ်ခွန်တစ်လေးတစ်ကိုဒါကတော့ပထမဦးစားပေး main ပေါ့ပတ်တိမပတ်နိုင်ဘူးကြီးဒါကကြာအရန်ဒါကတော့အရန်နည်းနည်းရွေးတာတော့ရှိရပတ်တိဟိုအဲ့လိုလုံးဝစိတ်ချစနေတယ်တော့ပတ်တိအနေနဲ့တော့တစ်ရှစ်ပတ်တိကိုဦးစားပေးခြင်းတယ်နေကုန်နေနဲ့ပေါ့နော်ပတ်တိတင်းနေချင်းနေတော့အတန်တယ်ဒီမနေ့ပိုင်းကျကျွန်တော်တီးတန်ရွေးတာလဲစိုက်ရှိရဆိုတော့တီးတန်ရွေးတာလဲကနာကသူကမအားဘူးဒဲလေးကွာအဲ့ဒါတော့ကျွန်တော် post အနေနဲ့ပဲတင်လိုက်တယ်ဒါရတော့နေကုန်အတွက်တော့ဒါရီတော့ကြိုက်တယ်ကျွန်တော်တော့တရားကတင်းနေဖြစ်ကတော့ဟိုတလုံးတော့ကြမှာပဲတစ်ပတ်တီးပတ်မလားချစ်ပတ်တီးပတ်မလားကျွန်တော်အကြိုက်တာတော့ဟိုချစ်ပတ်တီးကိုပို့ကြိုက်တယ်ဘာလို့ဆိုတော့ချစ်သုံးကအတွဲလဲပါဝါတွဲလဲတော့မပြောင်းနိုင်ဘူးတော့မပြောင်းနိုင်ဘူးထင်လို့လေဟိုတစ်ကြတော့ဟို6 5 6ဆိုတော့အခန်း6ပါထွက်တာတော့တစ်ပတ်တီးတစ်အတွဲအနေနဲ့သူ့အတွဲနေကြပါဝါတွဲထွက်တာတော့ဟိုကျန်တဲ့ခဏတစ်6 3ချင်ပါကြတစ်6တွဲရဆင်းသွားကြီးဆိုတော့ချစ်သုံးတွဲတွဲကျန်နေတယ်တော့ကျွန်တော်ချစ်ပတ်တီးတော့ပိုကြိုက်တယ်ဟောရဗီဒီယိုလေးတော့ပါပဲကျွန်တော်ကမနက်တီးတန်ထိုးဖို့ကြဒီတိုင်းပဲပို့တင်ပေးမယ်နော်ဒါကတော့နေကုန်အတွက်တော့ဒါပဲရွေးချယ်ထားပါတယ်